Hello မင်္ဂလာပါရှင်ဒီနေ့နေ့လည်စာလေးကတော့ရှိတဲ့ဟာလေးနဲ့ပဲရိုးရှင်းရှင်းပေါ့နော်ချစ်ပြုတ်စားခဲ့တယ်ပေါ့ဟင်းလေးကတော့စပိုးရဟင်းနဲ့ရေကြုံကပြပါပဲရှင်အလောက်ကပြန်တဲ့စာလုံးလုံးမလို့ချစ်ချင်းပဲမြန်မြန်ဆန်ဆန်ကပြခဲ့ရချစ်ပြုတ်ပြီးစားရတာပေါ့နော်စီးလည်းမသွားဖြစ်တော့ရှိတာလေးနဲ့ပဲချစ်စားဖြစ်ပါတယ်ဆိုးပါကောင်းပါတယ်ဘိုက်စာနေတော့လေစားပြီးလို့ရှိရင်ခဏနဲ့အလုပ်ပြန်ဆင်းရမှာပါအဲ့တော့မစင်းငယ်ထမင်းကိုဘိုက်ကခဏခဏစားတော့လေအများကြီးစားထားမှဖြစ်မယ်တခါတည်းဟင်းရရေကြုံကပေးနဲ့စူပေါ်ရဟင်းဆိုတော့အလုပ်ထမ်းမှာတော့ငိုက်နေမှတေးကြတယ်စူပေါ်ရဟင်းအရင်ကြိုက်တဲ့ဟင်းလေးပဲ